လူတွေသိချင်မှသိမှာပါဒါပေမဲ့ကမ္ဘာအနှံ့ဆုံးရေကန်ကြီးဟာစိုက်ဘေးရီးယားမှာတည်ရှိနေတာပါပဲအဲ့ဒါကတော့မွန်ဂိုလီးယားနဲ့မိုင်100လောက်ပဲကွာတဲ့ရုရှားတောင်ပိုင်းကဘဲခုတ်ရေကန်ကြီးပဲဖြစ်ပါတယ်ဒီရေကန်ကြီးဟာနှစ်ပေါင်း30တန်းကျော်တည်ရှိခဲ့တာပါကမ္ဘာပေါ်မှာအသက်အကြီးဆုံးရေကန်ကြီးပေါ့ဘဲခုတ်ရေကန်ကြီးဟာဟက်တာ3000စတုရန်းကီလိုမီတာကျော်ကျော်ကျယ်ဝန်းပြီးအနက်ဆုံးနေရာက1680မီတာအထိရှိပါတယ်ဒီအနက်ကBurj Khalifa တာဝါ2ခုဒါမှမဟုတ် Eiffel Tower 5ခုနဲ့ညီမျှပါတယ်။သူ့ရဲ့ထုထည်ကကီလိုမီတာ23,000အထိရှိပါတယ်။ဒါဟာကမ္ဘာမျက်နှာပြင်တစ်ခုလုံးကို20စင်တီမီတာအလွှာနဲ့ဖုံးလွှမ်းဖို့တောင်လုံလောက်ပါတယ်။ဘေကုံဟာသက်ရှိမျိုးစိတ်ပေါင်း3900မျိုးစိတ်ရဲ့နေအိမ်လေးဖြစ်ပါတယ်။အဲ့ဒီထဲက3ပုံ2ပုံကျော်ကိုဘေကုံမှာမှလွဲပြီးတခြားဘယ်နေရာမှရှာမတွေ့နိုင်ပါဘူး။ဥပမာအားဖြင့်အောက်ဟောငါးမျိုးစိတ်ဒါမှမဟုတ်ဘဲကောပင်လယ်ဖြန်ပါဒါဟာကမ္ဘာပေါ်မှာတခုလေးသောရေချိုပင်လယ်ဖြန်မျိုးစိတ်ဖြစ်ပါတယ်။ဆောင်းရာသီမှာတော့ရေကန်ကြီးကအေးခဲသွားပါတယ်။အဲ့ဒီအခါမှာရေကန်မျက်နှာပြင်ပေါ်မှာလမ်းလျှောက်နိုင်ပြီးစကိတ်စီးနိုင်ပါသေးတယ်။